IMA မီးလင်းပြီးစက်နိုးမရလို့ဆွဲလာရတဲ့ Honda Insight 2009ကားလေးဖြစ်ပါတယ်။ကွန်ပျူတာစစ်ကြည့်တော့ IMA လုံးဝအလုံးမလုံးနိုင်ဘူးဖြစ်နေပါတယ်။ IMA စစ်ကြည့်တော့ Hybrid Battery ထဲမှာရေဝင်နေတာတွေ့ရပါတယ်။ကားဘယ်မှာထားလဲအောင်နာမေးကြည့်တော့အိမ်တစ်စက်မိတ်မှာကားရက်တယ်ပြောပါတယ်။အဓိကရေအများဆုံးကျတဲ့နေရာမှာရက်မိလို့ရေဝင်သွားတာပါ။မိုးရေရွာတိုင်းမျက်ရည်ဝင်ရတဲ့အဖြစ်ကိုရောက်နေပါပြီ။ရေဝင်တဲ့ပမာဏအရင်များတဲ့အတွက် IMA အလုံးမလုံးတော့တာပါ။မိတ်ဆွေတို့မိုးရွာလို့ကားရက်ရင်သတိထားပြီးရက်စီခြင်းပါလေ။မိုးလုံးတဲ့နေရာမှာရက်ပါအမိုးကမရှိရင်ကားမိုးကဝက်ဆွတ်ထားပါ။မိတ်ဆွေတို့ရဲ့တန်ဖိုးကြီးကားများပျက်စီးဆုံးရှုံးမှုအန္တရာယ်ကကြိုတင်ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။ IMA ဘက်ထရီကိုကယ်ဖို့ကြိုးစားပေမဲ့မရတော့ပါဘူး။ current cut control box ဘက်ထရီဘေးကပျက်စီးသွားပါပြီ။ IMA ဘက်ထရီနဲ့ fan ကိုအာမခံနဲ့ဝယ်ယူလိုက်တာဖြစ်ပါတယ်။ကားမှာတက်တဲ့ကွန်ပျူတာစစ်ကြည့်တော့ battery capacity က 75% 85%ရှိပါတယ်။ SOC ရတော့ 25% ရှိပါတယ်။သူ့ရဲ့ total voltage လည်းအရန်ကောင်းတယ်111ရှိပါတယ်။ battery module 9လုံးမှာ voltage က 15.8 ဆိုတော့ဒီ IMA ဘက်ထရီကကောင်းတယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်။ကားဆက်နှုတ်ပြီးစမ်းကြည့်တယ် battery capacity 85%ရှိတယ် SOC 28%ရှိတယ် total voltage 114ရှိတယ် battery module 9လုံးကလည်း voltage ဟာ16ပြည့်ရှိပါတယ်စက်နိုးတယ်ဂီယာထိုး handbrake ဆွဲပြီးတော့မှ IMA ချခြင်းသွင်းတယ် IMA မီးလုံးဝမလင်းပါဘူးကားလေးစမ်းမောင်းတာအဆင်ပြေတာနဲ့အုံနာလက်ထဲကိုကားလေးပြန်ပြလိုက်ပါတယ်